ဒီကနေ့နှုတ်ကပတ်တော်အဖင်ဖျားသခင်စကားပြောတဲ့အရာကတော့ဖိလိပ္ပိခန်းကြီး၄အငယ်၄သခင်ဖျား၌အစင်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့တဖန်ငါဆိုသည်ကဝမ်းမြောက်ကြလော့ကျွန်တော်ရဲ့အသက်တာအသီးသီးထဲမှာနေ့စဉ်နဲ့မျှဝမ်းမြောက်ခြင်းကိုခိုးယူနေတဲ့အရာတွေများစွာရှိပါတယ်ဘေးနားလူကိုကြည့်တဲ့အခါမှာ social media ကိုကြည့်တဲ့အခါမှာဝမ်းမြောက်ခြင်းတွေမတိမတာခိုးယူခံရတယ်ငါ comment ရေးလိုက်မယ်ငါပြောလိုက်မယ်ဆိုပြီးတော့ကျွန်တော်စိတ်ဆုံးဖြတ်တဲ့အရာတွေရှိသလိုအဲ့ဒီလိုဆုံးဖြတ်လိုက်တာနဲ့တပြိုင်နက်ကျွန်တော်ထဲကဝမ်းမြောက်ခြင်းကမတိမတာနဲ့ခိုးယူခံလိုက်ရပါပြီအဲ့ဒီဝမ်းမြောက်ခြင်းတွေကိုဆုံးရှုံးသွားတဲ့အခါမှာကျွန်တော်တို့မပျော်နိုင်တော့ဘူးကျွန်တော်ပတ်ဝန်းကျင်ကိုလည်းဝမ်းမြောက်ခြင်းတွေကျွန်တော်မကူးဆက်စေနိုင်တော့ဘူးဒါကြောင့်နှုတ်ကပတ်တော်အပြင်ဘုရားသခင်ကကျွန်တော်တို့တတိပေးနေတဲ့အရာကကျွန်တော်ဒီလိုအခြေအနေတွေကြုံရပြီဆိုရင်သခင်ဘုရားဘက်ကိုပြန်လှည့်ပြီးတော့ကိုရောဒီလိုအရာတွေအားဖြင့်ကျွန်တော်ရဲ့ဝမ်းမြောက်ခြင်းကိုခိုးယူခံနေရတော့ညာလေကျွန်တော်ကိုရောအားဖြင့်ဝမ်းမြောက်မယ်ဝမ်းမြောက်ခြင်းကိုပြန်လှည့်ပြီးတော့ရွေးချယ်ခွင့်ရှိတဲ့သူကသင်တဲ့ကျွန်တော်ဖြစ်ပါတယ်သခင်ဘုရားအားဖြင့်အစင်မပြတ်ဝမ်းမြောက်ခွင့်ရှိတော်သူကသင်တဲ့ကျွန်တော်ဖြစ်ပါတယ်ကျွန်တော်ရဲ့ပတ်ဝန်းကျင်လူပုဂ္ဂိုလ်အခြေအနေတွေပေါင်းများစွာမှာဝမ်းမြောက်ခြင်းရှားပါလာတော်ညာလေသခင်ဘုရား၌ဝမ်းမြောက်ခြင်းကတော့အစင်မပြတ်ကျွန်တော်တို့အပေါ်သွန်လောင်းလျက်ရှိကြောင်းကိုအမြဲမပြတ်ခံစားလျက်သခင်ဘုရား၌အစင်မပြတ်ဝမ်းမြောက်တော်သူများဖြစ်ကြပါစို့တယောက်ချင်းနဲ့ဘုရားသခင်ကောင်းကြီးပေးပါစေ